အားလုံးပဲမင်္ဂလာပါပကံ recap video part 2ကနေကြိုဆိုလိုက်ပါတယ်ပထမအဆုံးအနေနဲ့ကျမတို့ပြတ်သက်ကြီးဖျားမှာဖျားဝင်ပူပြီးတော့ video လေးရိုက်ခဲ့ပါတယ်ဒါကတော့ကျမတို့ချင်း video ရိုက်ပေးနေရဖြစ်ပါတယ်ပြတ်သက်ကြီးဖျားမှာဒါလေးကတော့ခဏရိုက်ပေးနေတဲ့ video result လေးဖြစ်ပါတယ်အရင်ကြိုက်ပါတယ် video လေးအရင်လှလို့ပါဒါကတော့ကျမညီမလေးကိုကျမတို့ရဲ့သက်ပုံစရာရိုက်ထားပေးတဲ့ဗီဒီယိုလေးဖြစ်ပါတယ်ဒီဖျားမှာအေးစစ်စစ်နားယူပြီးသက်ပုံလေးဗီဒီယိုရိုက်ပြီးတော့ကျမတို့နောက်တနေရာကိုပေါ့နော်ခီးဆက်ခဲ့ပါတယ်ဒါကတော့နေကင်းကြောင်တောင်ဆန်းဆက်ကုန်းမှာကျမတို့သက်ပုံသွားရကြတာပေါ့နော်ဆန်းဆက်ကုန်းစစ်မှာတော့မိမသားဆန်စွာစကတ်ကိုမှပြီးဆင်းနေတဲ့ကောင်းမလေးတယောက်ကိုတွေ့ရမှာဖြစ်ပါတယ်ဒီမှာတပုံရိုက်ပြရနဲ့ကျမတို့နောက်တနေရာကိုသွားဖို့တပြင်ဆင်နေကြတာပေါ့နော်ဒါတော့ရန်လာရဲ့ကောင်းမလေးတောင်ဖြစ်ပါတယ်ဒါကတော့ကျမတို့ဖေးရဲ့မင်းသားနှစ်ယောက်ရဲ့ရိုက်ချက်လေးဖြစ်ပါတယ်ဟိုဘက်မှာချူကင်းပို့လာတယ်ဆိုပြီးသူများဆရာမကြီးလုံးနေဖြစ်ပါတယ်တကယ်လည်းလာပါတယ်ဓမယန်ကြီးရဲ့ချူကင်းကတော့ကျမတို့အောင်မင်းသက်စရာကောင်းလာအောင်တကယ်ကိုလှပနေရဖြစ်ပါတယ်ဒါကတော့အာနနာဖျားကိုကျမတို့ဝင်ဖူးတာပေါ့နော်ဒီမှာတော့ဗီဒီယိုအများကြီးမြိုက်ခဲ့တော့ဘူးဖျားအကြောင်းလေးကိုကျမတို့တေချာလေးနားထောင်ပြီးအေးဆေးဖူးဖြစ်ခဲ့တယ်ပေါ့နော်အာနနာဖျားအနေနဲ့မှာကျမတို့ရွှေကွန်ချာဖျားအဝင်ဖူးရပေါ့နော်ဒါကတော့ရွှေကွန်ချာဖျားမှာကျမတို့အုံးရည်ထိုင်တောက်ပြီးတော့အေးဆေးနားနေဖြစ်ပါတယ်ဒါကတော့ကိုယ့်ဘာကိုစကက်လေးရန်လာရဆိုပြီးရခါကျတော့ရန်ပြနေရပါတော့ရွှေကွန်ချာဖျားမှာတပုံလေးရိုက်ပြီးတော့အေးဆေးထိုင်ပြီးတော့ကျမတို့အနားယူရပါတော့နောက်တနေရာကိုဆက်သွားဖို့အတွက်အားပြည့်ရင်ပြည့်ယူနေကြဖြစ်ပါတယ်ဒါကတော့ရွှေကွန်ချာဖျားမှာတနက်ခါလေးဖြစ်တဲ့ဗီဒီယိုလေးပါတကယ်ကိုရန်လှနေပါတယ်တနက်ခါလေးနဲ့တူတော့တနက်ခါလေးတွေရောဒီရွှေကွန်ချာဖျားမှာကျမတို့တနက်ခါလေးလိန်တပုံလေးရိုက်အနားယူပြီးရတယ်ဒါနေကင်ထမင်းစားဖို့အတွက်ဖျားအနေစတင်ပြီးတော့ခေါ်ခဲ့ဖြစ်ပါတယ်ဖတ်ထရီမှာပကံရင်းနေခင်နေဝင်စီစာလာလေးနဲ့ကျမတို့ပဲဆက်သွားတယ်ဆိုတာဆက်လက်ပြီးကြည့်ရှုကြည့်ပေးကြပါအောင်အားလုံးပဲဘိုင်ဘိုင်ပါ